အားလုံးပဲမင်္ဂလာပါရှင်ညီမတို့နေကြီးဖြစ်ပါတယ်ဒီတစ်ပတ်မှာလည်းရှိုးရုံးမှာရှိတဲ့ကားလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ Toyota Rush ကောင်လေးရော model 2020 engine power 1.5 ခုံသုံးတန်းကားလေးဖြစ်ပါတယ်ဒီ Rush လေးရဲ့ဈေးနှုန်းကတော့3230ဖြစ်ပါတယ်ရှင် Rush ထဲမှာပဲနောက်ထပ် grade တစ်စီးလေးရှိပါဦးမယ်ရှင်ဒီကားလေးရော model 2018 engine power 1.5 ခုံသုံးတန်းပဲသူ့ရဲ့ဈေးနှုန်းလေးကတော့3100ဖြစ်ပါတယ်ရှင်နောက်တစ်စီးကတော့ Toyota Wish လေးရပဲဖြစ်ပါတယ်ဒီကားလေး model က model 2017 engine power 2.0 ခုံသုံးတန်းပဲဖြစ်ပါတယ်ဒီကောင်လေးရဲ့ဈေးနှုန်းကတော့3450ဖြစ်ပါတယ်ရှင်ကားလေးကတော့ Hyundai Accent model 2021 engine power 1.4 ဈေးနှုန်းကတော့3600ပဲဖြစ်ပါတယ်ရှင်နောက်တစ်စီးကတော့ခုံသုံးတန်းနဲ့က Mitsubishi Xpander လေးဖြစ်ပါတယ်model 2019 engine power 1.5 ခုံသုံးတန်းကားလေးဖြစ်ပါတယ်ရှင်ဒီကားလေးရဲ့ဈေးနှုန်းကတော့3150ဖြစ်ပါတယ်နောက်ထပ် MG တွေကအနည်းရောက်2စီးရှိပါမယ်ရှင်ဒီကားလေးကတော့ model 2021 MG ZS Pro Master SC Grade engine power 1.3 turbo ဈေးနှုန်းလေးကတော့3580ပဲဖြစ်ပါတယ်ရှင်ဒီအနေလေးကတော့ MG ZS Pro Master SC Grade model 2020 engine power က 1.5 ဈေးနှုန်းလေးကတော့3450ဖြစ်ပါတယ်ရှင်နောက်တစ်စီး Soiz တွေရဆိုလို့ရှိရင်တော့ Soiz D7 Prime လေးရှိပါမယ်ဒီကောင်လေးရဲ့ model က model 2022 engine power 1.8 turbo ဈေးနှုန်းလေးကတော့3520ဖြစ်ပါတယ်ရှင်ဒီကားလေးကတော့ BAIC Silver D70 လေးပဲဖြစ်ပါတယ်ရှင် model က model 2020 engine power 1.5 turbo ဈေးနှုန်းလေးကတော့3380ဖြစ်ပါတယ်ရှင်နောက်ထပ် Jetto ကားတွေရရှာနေလူကြီးမင်းတို့အတွက် Jetto H95 လေးရှိပါမယ်။ model ကတော့ model 2022 engine power 1.6 turbo ခုံသုံးတန်းလေးဖြစ်ပါတယ်။ဈေးနှုန်းလေးကတော့3990ဖြစ်ပါတယ်ရှင်။ Sportage တွေရရှာနေလူကြီးမင်းတို့အတွက် Kia Sportage လေးရှိပါဦးမယ်။ model 2024 engine power 2.0 diesel ကားလေးဖြစ်ပါတယ်ရှင်။ဒီကားလေးကိုတော့ညီမတို့3490နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်။နောက်ထပ် EV တွေရရှာနေလူကြီးမင်းတို့အတွက် BMW EM7 EV လေးရှိပါမယ်ဒီကောင်လေးရဲ့ model က model 2025 race တင်နေကြတော့905အထိရပါတယ်ရှင်ဒီကားလေးကိုတော့3250နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်နောက်ထပ်မိတ်ဆွေတို့ကားလေးကတော့ Hongqi HS7 လေးပဲဖြစ်ပါတယ် engine power 3.0 supercharged engine ဒီကားလေးကိုတော့အပီအစီး3000နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်ဒီခုမိတ်ဆက်ပေးသွားတဲ့ကားလေးတွေကိုစိတ်ဝင်စားတယ်လာရောက်ကြည့်ရှင်နေဆိုလို့ရှိရင်တော့ရန်ကင်းပေါက်ထော်မှာကားလေးကကြည့်လို့ရပါတယ်ရှင်ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်လေးကနေကြီးဖုန်းနံပါတ်လေးဖြစ်တဲ့39938336ကိုဆက်သွယ်လို့ရပါတယ်ဒီနေကျိုးရှိုးရုံးမှာတော့ကားအလဲအထက်အပြင်ကားအရေးကြအနေနဲ့လည်းဝယ်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်